ခုမြက်ကိုလာကန်လန်းတဲ့ဇက်တွေထဲမှာတော့မလုတ်ရဲတဲ့ဇက်တော့မရှိသေးဘူးရှင်ဟုတ်ဇက်လန်တွဲလေးတော့ကြီးဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးသူများဒီနေရာဆိုတော့ငါဆိုတော့မလုတ်ဖြစ်လောက်ဘူးအဲ့လိုအတွေးမျိုးတော့မရှိဘူးရှင်မြက်ကဒီအမှုပညာအလုပ်ကိုချစ်တယ်ငါဒီဇိုင်းမမတ်လုပ်မယ်ပျော်မြဲရဲ့ပြိသက်တွေအတွက်အကောင်းဆုံးစူးစမ်းပြချင်တယ်အဲ့လိုလေးပဲရှိရရှင်အခုလောလောဆယ်တော့ဒီနေ့ကတော့မဟာကနေအခုရိုက်တဲ့ချမ်းမြေ့စေချောင်းဆိုရဲကားလေးမှာမြက်ကတော့ချမ်းမြမြဆိုရဲ character လေးနဲ့ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်ရှင်ဒီကားထဲမှာကျတော့မြက်တို့ကတော့လင်မယားပေါ့နော်မြက်နဲ့ဗညာကလင်မယားနည်းနည်းတော်လက်အိမ်ထောင်တဲ့ character လေးပါဒါပေမဲ့မြက်ကတော့ villain ပေါ့နော်အဲ့ထဲမှာတော်တော်ဆိုးတဲ့ character လို့လည်းပြောလို့ရတယ်ပြီးတော့မြက်တော့အရန်ကို challenge ဖြစ်တဲ့ character တစ်ခုပါဟုတ်မြက်ကိုလေလာကန်လန်းတော့လေမြက်ကိုအဲ့ character ဒီနေရာမှာချမ်းမြမြဆိုတဲ့ character ကိုလာကန်လန်းတော့မြက်လည်းပြန်ပြီးမေးကြည့်ချက်ပေါ့နော်ဘာဖြစ်လို့မြက်ကိုဒီ character ကိုယုံကြည်ကြည်နဲ့ပေးရလဲပေါ့နော်ညီမလေးလုံနိုင်မယ်လို့ထင်နေတဲ့မြက်ကိုလည်းအဲ့တော့မြက်ဖတ်ကြည့်လိုက်တဲ့ခါမှာလဲဇက်ကမြက်ရဲ့ဇက်ညွန်နေရတိုင်းဖတ်လိုက်တိုင်းသူကစိုးပေမဲ့လဲသူ့ရဲ့အခန်းလေးဆိုလို့ရှိရင်အဲ့လိုတော့ရင်နာနဲ့ခံစားရတဲ့စင်းလေးတွေပေါ့နော်ပြီးတော့မြက်တစ်ခါမှမလုပ်ဘူးတဲ့ဇက်ရုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့မြက်လည်းမဟာနဲ့ဒါပထမအဆုံးလက်တွေ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ရိုက်ကူဖြစ်သွားတာပါရှင်အကြောင်းရင်းတွေတော့အများကြီးပေါ့နော်ဟုတ်အဖြီးပါတဲ့ဇက်ရုပ်လို့ပြောလို့ရတယ်အဓိကသူ့အရန်ချစ်ရတာသူ့ယောက်ျားဆိုတော့လေယောက်ျားကြောင့်ပဲအဲ့လိုမျိုးစိုးနေရပေါ့နော်အဲ့လိုတော့ပြောလာအများကြီးပြောပေါ်သွားမှဆိုလို့မပြောတော့ဘူးရှင်မြတ်တို့ table reading နေ့မှာကလေးကမကြည့်ဘူးရှင်ရောဆ iam မကကြိုရှင်ရောပါသူတို့လိုချင်တဲ့ပုံစံလေးမြတ်ကိုပြောတယ်ပြီးတော့ဗညာနဲ့လည်းအိမ်နေ့မှာကလေးကဘယ်လိုလေးတွေလုံးမယ်ပေအခန်းဆိုလို့ရှင်အမားတို့လိုချင်တဲ့ပုံစံလေးတွေရှိရပေါ့နော်တနိုင်ပင်ကြီးနနိုင်လေးတော့မြတ်တို့အကောင်လုံးပြင်ဆင်ထားပါတယ်ရှင်ဒီပြောရမယ်ဆိုဒီကာလအတော်အတွင်းမှာမြတ်ကိုလာပြီးကန်လန်းတဲ့ဇက်ရုပ်လေးတွေရောမြတ်ကန်လန်းတဲ့ဇက်လေးတွေတော့နည်းနည်းတော့ရှိရပေါ့နော်အဲ့ထဲမှာမြတ်ကတိုင်ပင်ပြီးတော့မြတ်တို့ team လေးရှိရအဲ့ထဲမှာမြတ်နဲ့လိုက်ဖတ်မဲ့ဟာပေါ့နော်ပြီးတော့ပြိတ္တရင်ဘတ်ထဲမှာကြံခဲ့မဲ့ဟာမျိုးလေးဒီနောက်ပိုင်းတော့အဲ့လိုလေးတော့ရွေးချက်ဖြစ်ပါရဲ့ရှင်မြတ်ကအများကြီးလာပြီးတော့ကန်လန်းတဲ့အပေါ်မှာမြတ်ကကျေးဇူးအများကြီးတင်ပါတယ်အဲ့ပေါ်မှာလည်းမြတ်ကလေးမြတ်ကိုပေးထားတဲ့တာဝန်မြတ်ကိုယုံကြည်ကန်လန်းတဲ့အပေါ်မှာအများကြီးတော့စူးစမ်းသွားပါမယ်ရှင်ပျော်ပါတယ်မြတ်ကအမှုပညာအလုပ်ကိုလောက်ရတာကအရန်စိတ်အားထက်သန်နေသူဆိုတော့ပျော်ပါတယ်ဘလောက်ပင်ပန်းမြက်ကဒီအမှုပညာအလုပ်ကိုချစ်တယ်ငါဒီဇိုင်းမမတ်လုပ်မယ်ပျော်မြဲရဲ့ပြိသက်တွေအတွက်အကောင်းဆုံးစူးစမ်းပြချင်တယ်အဲ့လိုလေးပဲရှိရရှင်အခုလောလောဆယ်တော့ခုမြက်ကိုလာကန်လန်းတဲ့ဇက်တွေထဲမှာတော့မလုတ်ရဲတဲ့ဇက်တော့မရှိသေးဘူးရှင်ဟုတ်ဇက်လန်တွဲလေးတော့ကြီးဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးသူများဒီနေရာဆိုတော့ငါဆိုတော့မလုတ်ဖြစ်လောက်ဘူးအဲ့လိုအတွေးမျိုးတော့မရှိဘူးရှင်မေမွေးရဲ့အန်တီမမိုးမြောင်ရဲ့အတရောင်ထူးချွန်ဆူဆိုတဲ့ကားလေးတော့ကြီးဖြစ်နေပါတယ်ရှင်ဟုတ်ကဲ့အဓိကတော့မေမွေးရအိုက်ကားထဲမှာဆိုလို့ရှိရင်item တွေကိုအရင်ကားရင်နဲ့မတူဘဲနဲ့ဒီဘက်ခေတ် item တွေပေါ့နော်ဥပမာဆိုလို့ရှိရင်နိုင်ငံခြားကားတွေမှာတွေ့ရတဲ့မျက်လုံးအကြည့်တွေ dialogue flow အသွားလာတွေကိုမြက်ကအတူယူချင်တဲ့အတွက်ကြောင့်မလို့အိတ်ကာလေးကိုပြန်ကြည့်နေရပါရှင်ဟုတ်တယ်ရှင်ဟုတ်အသစ်တွေထပ်စားလို့ရှိရင်မြတ်တို့အရန်အတူယူရမယ့်အရာတွေပါတာပေါ့နော်ဟုတ်ဒီချမ်းမြေ့စေချောင်းဆိုရဲဇက်ကားထဲမှာချမ်းမြမြဆိုရဲ character လေးနဲ့မြက်ကပါဝင်သရုပ်ဆောင်ထားပါတယ်စိုးပေမဲ့လည်းချစ်ပေးပါအောင်လို့မြက်ကတော့မြက်ရဲ့ပြိသက်လေးတွေကိုကြိုပြီးတော့မှတော့ခွင့်တောင်းထားပြီးသားပေါ့နော်သူတို့ကတော့တဆုံချစ်မယ်ဆိုပြီးတော့ဂတိပေးထားပါတယ်အတွက်ကြောင့်မို့ထွက်လာလို့ရှိရင်လည်းဝေဖန်ထောက်ပြပေးပါအကြံပြုပေးပါမြတ်တင်မကောင်းမျိုးတို့ဒီတစ်ဖွဲ့လုံးလည်းဝင်းရံပေးကြပါချစ်ပေးကြပါလို့တောင်းဆိုပါတယ်ရှင်